သူပဲတို့ရင်ခွေနာမှာပဲမင်းစုစနေချစ်ချင်တာချင်တွေသိယူသူပဲအေးခရီမာပြလိုက်လို့တို့ရဲ့ရင်ခွေမှာဆုံးဖို့ရာဘယ်လိုနဲ့မှမတူသူပဲတို့ရင်ခွေနာပေါ်မှာမင်းမူတဆုံးတို့ပေါ်ပိုင်ဆုံးနိုင်တာလေသူပဲဒီခါတော့ကိုယ်ရဲ့ဝိညာဉ်တွေ့တာပဲမစနေရှိသူဘယ်လိုနဲ့မှမတူသူပဲဆောင်ထုံးနိုင်တဲ့ဘဝပေါ်မှာဒီမှာကြည့်ရမတော့နောက်တစ်တရားရှိနိုင်သူပဲချစ်ရတဲ့ချစ်တဲ့